ကျွန်တော်လိုအမြန်ဝိတ်ချနေလူတွေအတွက်ကိုထမင်းမစားပဲဝိတ်ချလို့ရတဲ့နည်းလေးကိုပြောပြပေးပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဟင်းခန့်ပါခင်ဗျာမနက်ခင်းအိပ်ရာထားလို့ရေချိုးပြီးရတဲ့အလုပ်သွားဖို့အတွက်ပြင်ဆင်ရပါတယ်ခင်ဗျာစပိန်နဲ့ပဲသွားမှာဆိုတော့တညလုံးအားသွင်းထားတဲ့စပိန်ကိုဖြုတ်ပြီးပြပြနဲ့ပဲအလုပ်ကိုရောက်လာပါတယ်ခင်ဗျာအလုပ်ကိုရောက်လာတဲ့အခါတိုင်းမှာတော့သူများတွေလိုလန်းဆန်းတက်ကြွမနေပဲနဲ့အမြဲတမ်းအိတ်ချင်မှုတူနေပါခင်ဗျာပြီးရတဲ့အလုံးမစခင်အကုန်လုံးစုထိုင်ပြီးတော့မီတီလင်းအရင်လုပ်လိုက်ပါတယ်ခင်ဗျာအားလုံးပြီးပြီဆိုတာနဲ့အခုကတော့အလုပ်လုပ်ဖို့အတွက် ready ဖြစ်နေပါပြီခင်ဗျာကျွန်တော်ရဲ့အလုပ်က hair designer ဆိုတော့စပိန်ညက်ရပါတယ်ခင်ဗျာစပိန်ညက်ရဲ့အလုပ်ကလွယ်မလို့နဲ့တော်တော်ခက်ပါတယ်ခင်ဗျာ customer တောင်းဆိုတဲ့ပုံနဲ့ customer နဲ့ like မ like ကိုအရင်ဆုံးသိချတိုင်ပြီးမိမညက်ပေးရင်တော့အကောင်းဆုံးပါပဲခင်ဗျာသူများတွေထမင်းတွေကိုစီပြန်ဟင်းအနှစ်တွေနဲ့နေဖက်ပြီးစားနေခြင်းကိုကတော့ဖျဲသီးလေးပဲစားပြီးဖြည့်သိလိုက်ရပါတယ်ခင်ဗျာနေ့လေစားလဲစားပြီးပြီဆိုတော့ customer တယောက်ကစပင်ကောက်ဖို့လာတာနဲ့ပဲစပင်ကောက်ပေးလိုက်ပါတယ်ခင်ဗျာကိုမျက်နှာဘာနဲ့လိုက်မှမသိလို့စပင်ကိုကောက်ရမလားဖြောက်ရမလားဝေခွဲမရမြေပဲများဖြစ်နေရဆိုလဲကျွန်တော်ရှိလာခဲ့ပါခင်ဗျာနေ့လေစားလဲသိချမစားတော့ဘိုက်ဆာလာနဲ့ပဲအပြင်ထွက်ပြီးမုတ်လီခဏစားလိုက်ပါတယ်ခင်ဗျာသူများတွေဘာစားနေရလဲဆက်စုပြီး strawberry တကိုက်လောက်ဝင်ကိုက်လိုက်ချိုလေးလို့ပြောပြမယ်တော်တော်လေးကိုချင်ပါတယ်ခင်ဗျာတနေ့ကုန်ထမင်းမစားပဲဝိတ်ချနေရအောင်မြင်ပြီလို့ထင်တဲ့အခါမှာပဲပေါင်းတင်မာပြီးဝက်တာတိုတိုဆိုင်ကိုရောက်သွားပါတယ်ခင်ဗျာအစားတော့မစားတော့ဘူးလိုက်ပဲကူမယ်ဆိုလိုက်ကူခဲ့ဒါပေမဲ့လည်းဝက်တာတိုတိုတွေမြင်တော့ဇန်လျှောပြီးတော့လိုက်ကူရဲ့လူကပဲပိုစားမိလိုက်ပါတယ်ခင်ဗျာဘယ်ဘွားရေစက်တွေကြောင့်လည်းမသိဝက်တာတိုတိုဆိုင်ဝင်ထိုင်လိုက်ပြီးဆိုတော့မစားပဲမနေနိုင်တာပါခင်ဗျာဒီလောက်အစီတက်တဲ့အစားအစာတွေကိုစားနေပါတယ်ဆိုမှပေါင်းတဲ့တငယ်ချင်းနှုတ်ကွေကပါတောက်မယ်ဆိုပြီးထဝယ်လိုက်ပါတယ်ခင်ဗျာဒါနဲ့မထူးတော့ပါဘူးနည်းနည်းလေးစားတာမသိတာပါဘူးဆိုနှုတ်ကွေကကိုတစ်ဝက်လောက်ထပ်တောက်လိုက်ပါတယ်ခင်ဗျာဝိတ်ချနေတဲ့အခါမှာတော့စိတ်ကိုပေါ့ပေါ့ပါထားပါခင်ဗျာ pressure တွေအရင်များရင်လည်း weight ကပိုတက်ပါတယ်ခင်ဗျာအခုကတော့ညဘက်လည်းရောက်ပြီဆိုတော့စိုင်မှာဧည့်သည်ပါတဲ့အချိန်လေးကို T5 ကလိုတင်မှာဗီဒီယိုတွေတင်ဖို့အတွက်ရိုက်ပါတယ်ခင်ဗျာအားလုံးလည်းပြီးပြီည9:00နာရီလည်းထိုးသွားပြီဆိုတော့အိမ်ပြန်มาတော့မယ်ခင်ဗျာအလောက်ကမနက်9:00နာရီကနေည9:00နာရီထိဆိုတော့ရီစားလေးနဲ့တနေ့ကုန်မတွေ့ရတာနဲ့ပဲအိမ်ပြန်ရောက်မှပဲအလွမ်းသိရပါတယ်ခင်ဗျာအိမ်ပြန်ရောက်မှရီစားလေးနဲ့အတူတူညစာသွားစားရတော့ကျွန်တော်ရဲ့တနေ့တာလုံးမှာအပျော်ဆုံးအချိန်ပါပဲခင်ဗျာဒီတော့တိုင်အဆုံးလေးလိုက်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ